Che di nera sono mi vuole mi c'è ma un giovane mi c'è ma un mi da sono che da c'è ma un nilanda la usa per fare che da without mi le sono mi le più città buono se ne da va che ne le cose ne mo le ko le città che ci si usa ne che ce ne ci pare che c'era non le va la già che mi le ci pare mi c'è me più sono c'è mangaro non è che nilanda la solo lo buono mi be ci sia lo bene mi caro duro miato c'è mangaro nere che mi le ci pare Ok, ci c'est ça quand même. Attends, je vais faire ça maintenant. Oui, c'est ça quand même. da ne caro vita mi ci pare ne ci vedi ok che mi vuoi cambiare più bene sì che vuoi la mattina sei mattina buona da gente più la catta più bene che più bene che plato che mi piace le tutto ma sono ci ma te me c'è tanto ne linea ma c'è tanto ti pare c'è tanto ne sono io ti tomo lo te ma che c'è tanto ti mi pare che ti haro c'è tanto ti la tomo che Gesù va che però sono mi fa sulla va bi ma io ti puoi c'è ne pare le sono c'è ma no siamo già ma da pocora da c'è ne lai de usa ba ai ngani town ma me town no so ai ti puoi c'è town ma me come ai ti puoi c'è ma ngapi sai ye show mo ya spina li ka de c'è tanto ti bi town ma de come so yin da town ma nyက်ပါပြီညက်ပြီဆိုလို့ရှိရင်တော့10ပါမယ်10ပြီးတော့စီသက်ပါမယ်ပေါ့နော်ပြီးမှပဲကျွန်ချင်းမောင်းလို့မြင့်လို့ကြောပါမယ်ကဲကျွန်တော်စီရတဲ့ဦးကိုကျွန်တော် ပြပါပြီစီတမ်းလို့ အေးရှောင်းအေးဦးပူပြလိုက်ပါမယ် စီတက်ပါမယ် ကဲဦးအပူပြကျွန်တော်စီသက်ပါမယ်ခင်ဗျာကဲစီသက်ပါမယ်ပေါ့နော်စီလေးထည့်ပါမယ်ကဲစီပူလာပြီဆိုတော့နောက်ပြုတ်ထားတဲ့မြေပေါ်နောက်ပြုတ်ပြီးသွားပြီအရှင်မောင်အစင်းလေးနေထည့်ထားတယ်မရှင်မောင်ထည့်တာနေတယ်ဒီလမ်းနဲ့ရှင်မောင် ဒီရှင်မောင်ကတော့နေလန်းတာဖြစ်ပါ ဟိုရေထဲမှာထည့်တာရှင်မောင်တခါနေ ဒီဆိုလို့ကျွန်တော် ချက်ပါမယ်ကဲစီသေးပြီဆိုတော့ကျွန်တော်ဒီဒီထောင်းလာဖြစ်တယ်စီတော့စီတော့ပြီးလို့ရှိရင်ကျွန်တော်စီသေးပြီဆိုတော့ဒီကတော့ဟိုဒီတေးနေလည်းပဲကျွန်တော်ဒီလိုချက်တယ်လို့ ဒီရ ချက် ပါ တော့ တယ် ဝယ်ပြီးလို့ရှိရင်ကျွန်တော် ကဲ ဒီကိုပဲကျွန်တော်ရင်ထင်ပါဘူးကဲနည်းနည်းစီတော့ မွေးနေပါ ချက်တော့ကဲစီသေးပြီဆိုတော့ကျွန်တော်က ဘူး ပြုတ်ထားတဲ့မြေကိုထည့်ပါမယ်ကဲမြေလေးထည့်ပါ ပါ โอเคမြေကိုရင်ကြိုပါတယ်ကျွန်တော်ကတော့ဒီမြေကိုကြည့်ပြီးဆိုတော့ကျွန်တော်ထည့်ပါမယ် ဒီလိုမျိုးဆိုတော့ ကဲကျွန်တော်တို့အစင်းကိုရင်ထည့်ပါမယ်ကဲကျွန်တော်တို့အစင်းကိုထည့်ပါမယ် မျိုးတွေထည့်လိုက်ပါပြီ ကျွန်တော်ထည့်ပါမယ် ဆက်ပါ ကဲကျွန်တော်ထည့်ပြီးကျွန်တော်ပြီးအနေနဲ့ပုံအောင်လို့ချက်တော့ကျွန်တော်လေးနဲ့အဲ့ဒါလို့ရှိရင်ကျွန်တော်နေလို့ကျွန်တော် လေးချက်လာပါပြီခင်ဗျာ တူမှာဆိုလို့ကျွန်တော်ဝယ်ပေးလိုက်ပါ ဆက်ရှင်မျိုး အောင်ဝယ်ပေးပါမယ်ပြီးရင်ကျွန်တော်ကကျွန်တော်ကလှမ်းလာတဲ့ကျွန်တော်တို့ကထပ်ထည့်ဖို့ကျွန်တော်ပြောပါမယ်ဒီကနေ့လည်းကျွန်တော်ကျွန်တော်ယူပြီးအမှတခါထည့်ပါ စေ အာမရှိပါဘူးကျွန်တော်တခါတည်းကြိုးလို့ရတာ ဒီကကျွန်တော်ထည့်ပါမယ် ကဲ
ကဲဒီမှာဆက်ပါကြည့်လိုက်ပါဦး ချင်းမောင်အရင်အကုန်ထိပြီးတော့ လင်း ထိ သား ပြီး လေး တော့ ရှိ ဆို တော့ ကျွန် အကုန်ကြည့်လိုက်ပါဦး တော်အဲ့ချင်းမောင် ကဲ ဇာပြီးတော့အဖုံးအောင်လိုက်ပါဗျာဒီရုပ်သီးအစင်းငယ်ငယ်ထည့်ပါ ရုပ်တိလေးတွေစေးထားပါ အ လား တောင်းလေးတွေပေါ့နော်ချစ်ကြောပါ ရှုလိုက်ပါ ချင်းမောင်ဆိုတယ် ဒီမှာချာလေးရုပ်တိ ရုပ်သီးလေးတွေထိလိုက်ပါဦးနော် ရုပ်တိတွေလိုက်ဖမ်းနေပါတယ် โอเคပြီလို့ရှိနေတယ်ရုပ်သီးထိပြီးဆိုထပ်ပြီးမွေး ပါတော့မယ်ခင်ဗျာချက်ပါတော့မယ်ခင်ဗျာချက်ပါတော့မယ်ကဲ နင်းနေဟိုပြေပါနော်အော်မလေး ချက်ပါခင်ဗျာချက်ပြီးချက်ပြီးချက်ပြီး ဆောင်းဆောင်းဆောင်းနေတယ်ချင်းမောင်ချက်တယ်မှာရှိတယ်မကြဘူးချင်းမောင်ချက်ခုဆိုတာတင်မကြဘူးနားပဲရှင်ပေး ချက်ကောင်းလေးကျွန်တော်လည်းကဲချက်တော်နေပါလေခင်ဗျာโอเค ဒီမဆိုလောက်စားကြည့်လို့ရပါတယ်။ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်လာကြပါစေ။ ဆက်ပြီးဆိုတော့ကျွန်တော်ဒါလေးဖုန်းလိုက်ပါမယ်ကဲ